ဒီဂျပန်ဆိုင်နေမှာစာချင်းမီလေးဟိုတူနာတွေပါဆိုလို့ရှိရင်ပါဟိုတက်ကေကြီးလားဂရန်နဲ့ရောင်းတာကြီးတော့မဟုတ်ဂရန်နဲ့ရောင်းတာအဲ့တဂရန်ဘလောက်တော့ပါတော့လေသီလားဟောစောင်းစည်းကြီးဗျာကျွန်တော်မစားနိုင်ဘူးဒါပေမဲ့အခုကျွန်တော်ပင်လယ်ငါးများတာခင်ဗျကိုကြီးမလှင်းနေမင်းနေဟုတ်ဒါဆိုဘလောက်ဂရန်တော့ရှိမှမသိဘူးဘလောက်ဂရန်ရှိစောင်းပေါ်တယ်စီကတူနာအုပ်ကြီးက6လောက်အောက်မှာရှိတယ်တူနာအုပ်ကဟိုမှာဒါမျိုးကင်ပါကျွေးတာ哇吼！大概这样子拿，刚才那把前面我屋里也干了。我他们没得。OK，啥前面喏？爸爸呢边就澳大那边还要西街的牌里头，西街看米话，我的就一太皮还叫，不来我不来谁啥不看米话嘛，哎不嘛地路。ဒီလိုပါပါလေးတင်ထားလိုက်ဟဲ့လုံးဝအကောင်ဒီတက်ကိုအသိမလားနေနောက်တစ်ခုပြယော်အာယော်ဤတုံနေတာပဲဟဲ့ဘာပြောဟုတ်ဒီသားလေးဆိုရှယ်ပဲကျွေးမယ်တက်လေးကိုကျွေးမယ်ဟဲ့ဤတုံဖတ်တာချက်ဤတုံဖတ်တာလာလို့မင်းနဲ့ရှင်နဲ့အောင်ခွဲရော့လူလေအိုးကြီးကရန်ကောင်းတာရောဘယ်သူစားမလဲအခွေးစားပါရပါခဏလေးစား稍微你再弄了。哦တော့ဟိုဘက်ဒီဘက်ဖောက်မြင်နေရတော့回一段。စားပြီ回一段。哎呦，要过来中改了没？哦。大牙的。我摸上。我看你，亚鱼ကဲအဆုံးထိကြည့်ရှုပေးလို့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဗျာကဲနောက်ဗီဒီယိုကြလို့ရှိရင်ကျွန်တော်ဒီသွားခဲ့တဲ့အခုခရီးစဉ်လေးကို vlog လေးတစ်ခုလုပ်ပေးပါမယ်ဗျာအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာအင်္ဂလာရင်းကကိုကျော်ပါအားလုံးပဲ good luck